မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ Music Tester Program အစီအစဉ်လေးမှာပေါ့နော်ပထမဦးဆုံးအကိုရဲ့အမီလေးနဲ့အကိုရဲ့ Evan အမီလေးကိုမိတ်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ကျွန်တော်နာမည်မိုးဝင်းလက်ပါကျွန်တော်မိုးဝင်းလက်မိုးဝင်းလက်လောကသဘာဝတိတ်တန်စင်များဆိုပြီးလောကသဘာဝဖြစ်မှန်အခြေခံအကြောင်းတရားပုံစံမျိုးတွေကိုလွန်ခဲ့သော၄နှစ်ကျော်23ရက်3လ2020ခုနှစ်ကအက Music Production ရနေပေါ့နော် Audio CD Evan ဖြစ်ထုတ်လို့ဖြတ်ချီခဲ့ပြီး online stream နေဖြစ်လဲအဲ့ဒီတုန်းကတော့Legacy Distribution ဂျူအပ်ကနေကျွန်တော် online ဖြတ်ကြည့်ခဲ့ပါတယ်ယခုက digital CD stream တွေမိန်သွားကြတဲ့အချိန်ကာလမှာပေါ့ online album ဖြစ်မိုးဝင်လက်ချင်းချင်းပြအာသာဖြစ်နေ့ရက်များအကြောင်းဆိုတဲ့ album ကို CD album ဖြစ်မဖြန့်ကြည့်တော့ပဲ online album ဖြစ်ကျွန်တော်ထုတ်လို့ဖြန့်ကြည့်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီ Evan လေးမှာပေါ့နော်ပါတဲ့သချင်းပုံစံလေးနဲ့အမျိုးအစားလေးရအောင်ဘယ်လိုပုံစံလေးများဖြစ်မလဲเนาะသိပြရစီเนาะကိုเนาะဒီ album ထဲမှာပါဝင်တဲ့သချင်းပုံစံတွေကတော့အရင် audio CD ခွေတုံးကလို့သဘာဝပညာပေး motivation တွေတော့မဟုတ်ဘူးပေါ့နော်လူကြီးလူရွယ်လူငယ်အရွယ်ဆုံးနားဆင်ခံစားလို့ရမယ်အချစ်အလွမ်းအဆွေဟာတာဆန်ဆန်လေးတွေကိုကျွန်တော်ကပေါ့ပါဖန်တီးပြုလုပ်ထားတာဖြစ်ပြီး music မျိုးစားတွေကတော့ပေါ့တွေပန့်တွေ hip hop တွေကျွန်တော်တို့reggae တွေ alternative လေးတွေတရားကြကားလေးတွေကိုကျွန်တော်ရဲ့ဒီတငယ်ချင်းတွေနဲ့ပေါ့နော်ပေါ့ပါပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်ဟိုဒီတချင်းလေးတွေပေါ့နော်ရေးသားတည်ကုန်းပေးတာတော့ဘာတူလဲဆိုတာသိလို့ရမလားခင်ဗျာတချင်းတွေကတော့ကျွန်တော်ကိုယ်တိုင်ပဲရေးထားတဲ့ဝန်ကျူးလေးတွေဖြစ်ပါတယ်ဟောတီဆိုသူနဲ့ပေါ့နော်ပါဝင်တီဆိုအဖြစ်ပေးတဲ့သူတွေရောတီဆိုသူတွေကအဓိကကတော့ကျွန်တော်ပဲပေါ့နော်စုံတွဲဖြစ်ပါဝင်တီဆိုပေးထားတာကခန့်တာဝေကြီး TRO ဆိုင်ဟက်ခေးဟန်တီတီမိုးဟိန်းစိုးတီတီတို့ကအဖြစ်ကူညီတီဆိုပေးထားတာဖြစ်ပါတယ်ဟိုတိခက်အတန်ဖန်ပေးသူတွေတိခက်ပြီးတော့ဘောနော်မီတင်ဆွဲပေးသူတွေရောပြောပြလို့ရမလားခင်ဗျတိခက်ပေးတဲ့သူတွေကတော့မောင်ရလုံးရဲ့လက်တချမ်းရဲ့ကေဆွီဘီရဲ့ကိုပိရဲ့ကိုဖုံးရဲ့ကိုလင်းတို့နဲ့KM9 ရကိုဖီတို့ဖြစ်ပြီးစတူဒီယိုကတော့ New Level Record K Studio Melodic Hubblin Fried KM9 နဲ့ Galaxy Music Studio တို့ဖြစ်ပါတယ်ဟိုချင်းချင်းပြအတာပြင်းနေရမြအကြောင်းဆိုပြီးတော့လေ Evan အမီလေးပေးရတယ်ဆိုတာကိုကျွန်တော်ဘယ်လိုလဲသိလို့ရမလားခင်ဗျာကိုရပါတယ်ဘာလို့ဒီခွေကိုပေါ့နော်ချင်းချင်းပြအတာပြင်းနေရမြအကြောင်းလို့အမည်ပေးထားရတာလဲဆိုတော့ပထမရှိမှကျွန်တော်ပြောခဲ့သလိုပဲလေလွန်ခဲ့သော၄နှစ်ကျော်23ရက်3လ2020တုန်းကလောကသဘာဝတေးသံစင်များဆိုပြီးအများနဲ့မတူတဲ့ပညာပေးဆန်လောကမှာဖြစ်နေတဲ့အဖြစ်မှန်သဘာဝအကြောင်းတွေကိုပေါ့နော်တချင်းလုပ်ပြီးကျွန်တော်က audio CD album ဖြစ်ကျွန်တော်မှာရှိတဲ့ငွေချို့နဲ့သူတို့ဘာစီကပါချင်းငားပြီးတော့ကျွန်တော်ကအရှုံးခံထုတ်ခဲ့တယ်အရှုံးခံအမုန်းခံထုတ်ခဲ့တယ်ဆိုတဲ့အတိုင်းပါပဲပေါ့နော်ထင်မှတ်ထားတဲ့အတိုင်းပဲကျွန်တော်ရှုံးပါတယ်အခွေဖြတ်တဲ့နေ့မှာပဲကိုဗစ်-19 စကြော်ညာတဲ့နေ့နဲ့တိုက်ဆိုင်လို့ဖြန့်ချီထားတဲ့ဆိုင်တွေနေရာတွေကုန်တိုက်တွေလမ်းကြောင်းတွေပိတ်ပြီးရနာခဲ့ရလို့ CD Evan ကလည်းအယောင်းမတွင်ခဲ့ဘူးonline ကဖြန့်ဝေတဲ့Ju application stream ကြတော့လဲအင်ကန်ဖြစ်payment ပေါ့နော်အတန်သိပြန်ရခဲ့ပြင်မဲ့ကျွန်တော်တို့ခက်ကာလာအခြေအနေရကြောင့်အဖိုင်ကောလောက်ခံရပြီးအဲ့ဒီမှာပဲအမှုပညာလုပ်တွေကအကျန့်တွေဖြစ်ကုန်ရောပြီးတော့ဗျာကျွန်တော်လဲကိုတက်မြောက်ထားတဲ့ဒီတချင်းတွေမလုပ်ရတော့ပါเนาะကိုတက်မြောက်ထားတဲ့လက်မှုပညာအလုပ်လေးတွေကမှစပင်ညှက်နိုင်တဲ့ပညာရက်လေးနဲ့စပင်ညှက်ဆိုင်လေးဖွင့်လူတွေအကြောင်းကိုလေ့လာသင်ယူစပင်ညှက်ရင်တချင်းလေးတွေရေးရင်အချိန်တွေကိုပေါ့เนาะဖြတ်တန်းရင်းကနေစပင်ညှက်လို့ရတဲ့ပတ်စံလေးတွေကစားခြင်းတောက်ခြင်းသွားခြင်းလာခြင်းဝတ်ခြင်းနဲ့ချင်းတက်စိတ်ဆန္ဒအရာတွေကိုပေါ့เนาะကျွန်တော် short ပြီးအနုပညာဗီဇဝါသနာဘိုးကိုပဲတက်နိုင်တဲ့လောက်လေးနဲ့တိကတ်တီဆိုလုံနေရတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့producer ကဒီလိုပေါ့နော်တပုတ်ချင်းလုံနေမဲ့အစားတစုတစည်းတဲ့ Evan လေးလုပ်ပြီး online ကနေ coffee date လေးနဲ့ချပြပါလားအကြံပြုတာနဲ့ကျွန်တော်လုပ်ပြီးသားသချင်းလေးတွေနဲ့ဆက်လုပ်ဖို့စီစဉ်ရှိနေသေးသောသချင်းတွေလေးတွေကိုပေါင်းစုကချင်းပြအာသာပြနေ့ရက်များအကြောင်းလို့အမည်ပေးခေါင်းစဉ်တရားချင်းဖြစ်တယ်ဗျာအကွာဘာလို့များပေါ့နော်သူများတွေနဲ့မတူဘဲနဲ့လေကိုပိုင်ဇေယျအတိုင်းပဲပေါ့နော်အမှုပညာကိုလုံနေမိတယ်ဆိုတာလေးကိုပြောပြလို့ရမလားခင်ဗျရပါတယ်အဓိကပေါ့နော်ကျွန်တော်ကလူတွေကိုကိုယ်ပိုင်အသိပညာအတတ်ပညာတွေနဲ့ဖြစ်တည်ရာဘဝတွေမှာတမတ်ကြဂုံတိတ်ကအဆင့်တန်းရှိနဲ့ဘဝရဲ့အချိန်တွေကိုဖြတ်တန်းကုန်ဆုံးစေလိုတယ်ကျွန်တော်ကိုယ်တိုင်ကလည်းတကယ်တော့ဆင်းရဲနှံပါတဲ့မိသားစုကဝေဖွားကြီးပြင်းလာရတဲ့အနေခံပခံတောနဲ့ရသားတယောက်ပဲပေါ့နော်ဘဝမှာပညာရေးသင်ညွန်ပြသလို့ရတဲ့အကြောင်းစရာတယောက်တော့ဖြစ်ချင်ခဲ့တယ်ဘဝဘေးချင်နေရအတန်းတင်ညာအရာမှာကျွန်တော်ကလူချင်းသည့်အထိသင်ယူတိုက်မြောက်ခွင့်မရခဲ့ဘူး
နီးစပ်ရာစာအုပ်စာပေတွေဖတ်ရင်စာအုပ်စာပေတွေကပြန်ရတဲ့အသိဉာဏ်အတွေးတွေကြောင့်ငါစာရေးဆရာကြပြဆရာလုပ်မယ်ဆိုရင်လည်းကျောင်းဆက်ရလို့လောကကိုအသိဉာဏ်တွေးခေါ်နဲ့ပတ်သက်တာတွေချပြလို့ဝေမျှလို့ရတယ်သင်ပြလို့ရတယ်ဟလာဒီလိုမျိုးအခြေအနေဖြစ်နိုင်သေးတာပဲလို့ကျွန်တော်သိဉာဏ်ဝင်ပြီးစာရေးဆရာကြပြဆရာဖြစ်ဖို့ကျွန်တော်ကလေ့လာအားထုတ်ခဲ့တယ်ဗျာနော်ဒါပေမဲ့ခေတ်တွေတိုးတက်လာမိုဘိုင်းဖုန်းတွေပေါ်ထွက်လာခြင်းကြောင့်ကိုယ်ပိုင်လုံးချင်းစာအုပ်ပြကျွန်တော်ထုတ်ဝေခဏီးကကြမှာအစီအစဉ်ကပြတ်ခဲ့ရတယ်လေအဲဒီနောက်ဆရာဦးစောနုအဆို organic ဂတာသင်တန်းမှာဆရာဇော်လင်းစိန်စီမှာပေါ့နော်ကျွန်တော်ဂတာအတီးသွားရောက်သင်ယူပြီးဆရာဇော်လင်းရှိန်ရဲ့ကျွန်တော်ရဲ့တငယ်ချင်းဟန်ထူအဲ့တော့ဂျီကြီးလို့ခေါ်တာပေါ့ဂျီကြီးရဲ့နဲ့ကျေးဇူးကြောင့်ကျွန်တော်စာရေးတဲ့အတတ်ပညာအကြောင်းလေးဆရာကြီးဦးစောနုကသိရှိသွားပြီးဆရာကြီးဦးစောနုကလည်းမင်းကစာရေးစာဖတ်တဲ့အခန်းလေးရှိတယ်ဆိုတော့ဂတာကိုအတန်အသင့်ပဲသင်ယူပြီးလေ့ကျင့်ပြီးတခြင်းရေးပါလားတချင်းရေးပြီးတေးရေးဆရာလွှတ်ရင်ပေါ့နော်ကိုရေးခြင်းနဲ့စာလဲရေးလို့ရဂီတအမှုပညာလုပ်လို့ရတဲ့အကြံပေးတာနဲ့ကျွန်တော်ကသူ့စီမှာဂီတပညာသင်ယူရင်းကနေဆရာကြီးဦးစောနုကအချိတ်ဆက်အယောင်းဝယ်လုပ်ပေးရာကတချင်းရေးသမားတေးရေးသမားဖြစ်ရက်တီပြစ်သွားရင်တချင်းရေးလို့ရောင်းလို့ရတဲ့ငွေလေးတွေနဲ့ကိုဖြစ်တန်းခဲ့ရတဲ့ဘဝအစစ်အကြောင်းလေးတွေလောကအစစ်အကြောင်းလေးတွေကိုတချင်းလုပ်ရေးပြီးလူတွေကိုပေးခြင်းနဲ့အသိပညာအကြောင်းအရာတွေကိုပေါ့နော်3နာရီလောက်ဖတ်မှသိရမယ်အတွေးခေါ်အကြောင်းအရာတွေကို3မိနစ်စာခလုတ်တိုက်နားဆင်မိတာနဲ့အသိဉာဏ်တစ်ခုကိုရကြကြံခဲ့ရကြမှာပဲလေယူဆပြီးအများနဲ့မတူတဲ့ကိုယ်ပိုင်မှုကိုယူဆကိုတုတ်ပြန်ဖြစ်ခဲ့တာပါအခုလိုပေါ့နော်အမှုမြအလုပ်တွေလုပ်ခဲ့တဲ့အတွက်ကောဗာများအခက်အခဲရှိတယ်ခင်ဗျအခက်အခဲတွေကတော့စာစီဖွဲ့ပြီးတော့မပြောလို့တော့ဘူးပေါ့နော်ဒီအမှုပညာဆိုတဲ့နုနုလေးနဲ့ညာပြီးလုပ်နေရတဲ့အလုပ်ကိုစုပ်ကင်လိုက်မိခတဲ့ကအသင်တွေအသင်စားဘဝတွေဆွန့်ရတယ်မိဘရွှေမျိုးသားချင်းတွေရက်ရွာတွေဆွန့်ရတယ်အချစ်တွေနှလုံးသားတွေပါဆွန့်ပြီးကျွန်တော်ကအားလုံးနံပါတ်1ကနေလက်တွေ့ထိကင်လှုပ်ဆောင်ပြန်စလုပ်ခဲ့ရတယ်လို့ဆိုရမလို့ပါပဲအခုပေါ့နော်စာရေးတယ်တချင်းရေးတယ်တချင်းနဲ့လည်းဆိုတယ်ဆိုတော့ပေါ့နော်အခုအဆိုတော်အဖြစ်ကနေရက်ဒီဘောဘယ်လိုတွေးတာသေးလဲအမှန်ပြောရရင်ကျွန်တော်ကအဆိုတော်တော့မလုပ်ချင်ဘူးခင်ဗျစာလေးရေးတချင်းလေးရေးပြီးဘဝကိုရိုးရိုးရှင်းရှင်းအေးအေးဆေးဆေးလူမသိသူမသိ free style လေးနဲ့ပဲကျွန်တော်ကနေတိုင်းဖြတ်သန်းခဲ့ခြင်းတူပါဒါနဲ့အကောပေါ့နော်ခုနကတောနယ်မှာကြီးပြင်းမွေးဖားခဲ့တယ်ဆိုတဲ့အကြောင်းပြောရင်နော်တောသားတယောက်လို့လည်းပြောရင်နော်အခုဘယ်ရက်ဘယ်ဒေသဘယ်နေကနေဆိုတာကိုပြောပြလို့ရအောင်လားရပါတယ်ကျွန်တော်မူဖားရအရက်ဒေသကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အဖျောက်မြို့၄ရက်ကွက်ဗရုံးမိတ်ကြီးရွာပါဗရုံးမိတ်ကြီးရွာကတော်သားလေးတယောက်ပေါ့ဗျာရန်ကုန်တိုင်းအစွန်အေယာဝတီတိုင်းအဆက်ပေါ့တကယ်ကိုတိုးရပါပဲသိချင်တာလေးမပြသေးနော်ဟုတ်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့နော်အခုရေးတဲ့စာလေးမှာလေအခုဒီနေ့ပို့တွေမှာတွေ့ရတာပေါ့နော်အခုကိုယ်တိုင်သုံးတဲ့အရာလေးပေါ့နော်I am မိုးဝင်လာဆိုပြီးတော့အမြဲတည်းအရေးတည်းဘူးပေါ့နော်သုံးတာတွေ့ရဗျအဲ့ဒါလေးကပြပြလို့ရမလားခင်ဗျအဲ့ဒီအမေးလေးကအင်မတန်မိုက်တယ်ဗျဘာလို့မိုက်လဲဆိုတော့ဒီဖီလေးကိုပဲကျွန်တော်ကချပြခြင်းလို့တမင်အမှန်မဝင်လက်ဆိုတာကိုတဲ့သုံးလုံးပြနေတာဘာလို့ဆိုလူများစုကပေါ့နော်ကျွန်တော်တို့လိုနောက်ခံ background အားနည်းနေသူတွေရဲ့မိဘရွှေမျိုးညီကိုမောင်နှမဟလာမပန်ပိုးနိုင်တာရဲ့နေရာဒေသဝေးကွာလွန်ရတဲ့တောနဲ့အရက်ကမှုရဲ့အသိပညာတက်ပညာအားနည်းနေတယ်လို့ထင်မြင်နေကြတဲ့သူတွေရဲ့ဖြစ်တည်လာရတဲ့ဘဝနဲ့အရက်ဒေသကာလတဘာကနဲ့ပေါ့နော်ဖြစ်ချင်တဲ့အရာကတတားတလန်းတန်တလန်းဖို့တချို့ကမဖြစ်နိုင်ဘူးဟဲ့လားစိတ်ကူးရင်တဲ့အလုပ်တွေပါလို့ထင်ရတယ်အရင်ဒီဆုံးလူတွေကတော့မှဗျာကျွန်တော်တို့ဟလာဘလို့ထင်လဲဆိုတော့ဟာဒီကောင်စိတ်ကူးနေတာပါကွာဘာမှမဟုတ်ပါဘူးဒီလိုမျိုးကျွန်တော်တို့ထင်ကြရတယ်အဲ့ဒါလိုမျိုးလူတယောက်ရဲ့စိတ်ဓာတ်ကိုပေါ့နော်အပေါ်ယံလောက်ပဲမြင်ပြီးအလွယ်ဆုံးဖြတ်အလွယ်တတ်မှတ်ကြတဲ့လူချို့ကိုဖြစ်ချင်တဲ့ဆန္ဒပြင်းပြမှုသာဥဆောင်ရဲ့ဘယ်ရမဆိုဘလောက်ပဲအလန်းဝေးပါစေဘလောက်ပဲမလိုက်ဖက်မှုရှိပါစေဘလောက်ပဲခက်ခဲနေပါစေလက်တွေ့လှုပ်ရဲရင်ဟလာဖြစ်ကိုဖြစ်ရပါတယ်ဆိုတဲ့သဘောတဘာဝတရားကိုကျွန်တော်ကပါဇက်နဲ့လေလုံးဖြစ်ရှင်းမပြပဲလက်တွေ့ဖြစ်သိသာရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကလုံနိုင်ခြင်းလုံဝင်ခြင်းလူရဲခြင်းအစရှိတယ်ပေါ့နော်အိုင်ကန်ဒူးတို့ဒရဲတို့ကိုကိုစားပြုကစာရေးတဲ့ခါကြာရင်တော့အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်ကအမှန်ဆိုတဲ့ဘတ်တူပြီးပိုင်ဆိုင်မှုလေးကိုပဲပိုင်နှင်းဖြစ်ကိုစားတဲ့အမြဲတမ်းသုံးပြီးအမှန်မဝင်လက်လို့အများနဲ့မတူတကယ်လို့ရင်ဘယ်သူမဆိုဘယ်ဝါမဆိုဖြစ်နိုင်တယ်ဆိုတဲ့သဘောလေးကိုလက်တွေ့လွတ်ယူစေလို့တော့နောက်လူတွေပေါ့နော်အားကြအတူယူ motivation ဖြစ်ပြီးစတင်ရဲပါတယ်ဆိုတဲ့သဘောမျိုးနဲ့အမှန်ဆိုတဲ့ဘိုင်နေတဲ့စကားလုံးလေးကိုကျွန်တော်ကဂုဏ်ယူဝင်ကြားစွာနဲ့အမြဲသုံးနေရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျအခုလက်ရှိရောလေအခုအမှုပညာနဲ့ပတ်သက်ပြီးတော့အလုပ်တွေရောဘာတွေလုပ်ဖြစ်နေလဲရောအသိပေးလို့ရမလားခင်ဗျရပါတယ်အခုကျွန်တော်ကပေါ့နော်KB ကိုနေရ OCT ထောင်နဲ့
Suhaven Music ဘန်နဲ့ပေါ့နော်ဂီတအနုပညာတွေလေ့လာရင်သူတို့နဲ့ပွဲတွေတော့လိုက်ဆိုပေးဖြစ်ပါတယ်အကိုကပေါ့နော်အရေးလန်းနေပြီးတော့ပေါ့နော်အဆိုလိုင်းကိုလုတ်တော့ကောအဆင်ပြေရလားအမှန်ပြောရရင်အစင်တော့မပြေဘူးဗျကျွန်တော်ကသူများတွေဆိုဖို့တော့ရေးပေးတတ်တာလေကိုယ်တိုင်ဆိုတဲ့အခါကျrecording သွင်းတာတော့မှဖြစ်ညက်ကပ်ပြီးကျွန်တော်အဆိုပြင်းတဲ့သူဆိုတော့အခုလိုမျိုးတိုက်ရိုက် light တွေဆိုကြတီးကြတဲ့အခါကျကျွန်တော် live မဟုတ်တဲ့အတွက်ခွန်ရတာတော့ရှိတာပါဗျာပြီးတော့ငွေကြေးနဲ့ဘဝရက်တွေအတွက်ပါခက်ခဲနေတဲ့အချိန်ဆိုတော့အချိန်ယူတိခတ်တိုင်ပင်ကိုက်တိုက်ကြဆိုကြတဲ့ခါမှာလဲပညာကြီးတွေပလေယာကြီးတွေအချိန်ကြီးပညာတာရကာတွေကစမတက်နိုင်တော့အများရဲ့အလယ်မှာမျက်နှာငယ်မျက်နှာပူရတာပေါ့ယုံကြည်မှုလဲနဲတာပေါ့ဗျာဒါကြောင့်ထင်သလောက်တော့မလွယ်ဘူးအစင်မပြေဘူးပြောလို့ရရပါတော့ဒါပေမဲ့ဆရာသမားကိုနေအောင်နဲ့ဆရာကတော်ရဲ့သူတို့သားလေး KB ထွတ်မြတ်တို့ကအသေးစိတ်သင်ပြညွှန်ပြပေးလို့လူရှိသူရှိကြရင်တော့ကျွန်တော်မျက်နှာမငယ်ရပါဘူးအဲ့ဒီအတွက်ပေါ့နော်ဆရာကိုနေအောင်တို့ကိုလည်းကျွန်တော်ကဒီကနေအသိမှတ်ပြုကျေးဇူးတင်ပါတယ်လို့ဒီအင်တာဗျူးလေးမှာထည့်ပြောခဲ့ပြရစေအခုနဲ့စကားပြောရတာပေါ့နော်အစင်လဲပြည်တယ်တကယ်လဲအရသာရှိတယ်ဗျာပေါ့နော်ဒီချင်းချင်းပြအာသာပြည်နေရမြအကြောင်း event နဲ့ပတ်သက်ပြီးတော့အခုဘယ်လောက်များပြန်လဲမျှော်လင့်ထားသလဲခင်ဗျပထမအခွေတော်တုံးကလည်းပေါ့ထင်သလောက်မပေါက်ခဲ့ဘူးဆိုတော့လေကျွန်တော်ကဒီလုံးနဲ့ပတ်သက်ပြီးတော့သူများစီကဘာမှတော့သိမမျှော်လင့်ဖြစ်ဘူးဗျဘာလို့ဆိုကျွန်တော်ကြိုက်တာကျွန်တော်လုပ်တာလေသူများကြိုက်လိုက်လုပ်ပေးတာမှမဟုတ်တာကိုကြိုက်တာပဲကိုလုံးနေတာဖြစ်တဲ့အတွက်သူများတွေစီကဘာမှတော့မမျှော်လင့်ပါဘူးကိုစိတ်အာသာဖြစ်ရင်ရပြီဆိုတဲ့သဘောပါပဲဟုတ်ကဲ့ဒီအနုပညာအလုပ်တွေနဲ့ဒီ event ဖြစ်မြောက်လာဖို့ပတ်သက်ပြီးတော့ဘယ်သူတွေကကူညီပေးခဲ့တယ်ခင်ဗျဘယ်သူတွေကကူညီပေးခဲ့တယ်လဲဆိုတော့ဘယ်သူတွေရတော့မဟုတ်ပါဘူးအတိကကျွန်တော်ရဲ့အကူကြီးဖာရဖြစ်တဲ့အကူကြီးပေါ့နော်ကိုကြီးကိုထွန်းသန်းဝင်းရဲ့ကျွန်တော်ပေါက်တကရလှုပ်ချင်တာတွေလှုပ်ပြအောင်ကျွန်တော်ရဲ့ hacker တဲ့မြို့သားစံသားဆိုင်မှာစပင်လာညှက်ကြတဲ့customer တွေရန်ကုန်ကfamiliar group ကမိသားစုဝင်တွေမန္တလေးကမေတင်စာထရမီကမိသားစုဝင်တွေရဲ့ငယ်တငယ်ချင်းတွေရဲ့တက်နိုင်တဲ့ဈေးလေးနဲ့ပေါ့နော်ကျွန်တော်ကိုကူညီတိကတ်အတန်ပေးဒီဇိုင်းပုံဖော်ပေးတဲ့သူတွေရဲ့တွာလာနားခိုတဲ့အခါမငင်းမညူနားခိုစားတောက်ခွင့်ပေးတဲ့မိတ်ဆွေတွေရဲ့ပဲအဓိကကူညီပေးခဲ့ကြတယ်ဆိုပါစို့ပါနော်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်အကိုရဲ့အနုပညာဖန်တီးမှုလေးတွေကိုစောင့်မျှော်အားပေးခံစားလို့ရမှုရှိကြတဲ့ပရိသတ်တွေအနေနဲ့ပေါ့နော်အကိုရဲ့ပင်နိုင်ပရိသတ်တွေဖြစ်လာကြမယ်ပေါ့နော်သူတွေကိုအကိုအနေနဲ့ဗာများပြောကြားလို့ခဲ့သေးလေခင်ဗျဗာများပြောကြားကြတယ်လဲဆိုတော့ကျွန်တော်ပထမ CD event cover ထဲမှာလည်းပေါ့နော်ထက်ရေးပေးခဲ့ပူတယ်CD ရဲ့ဖန်ရဲ့ interview တွေမှာလည်းကျွန်တော်ထက်ပြောခဲ့ပူပါတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူး step လို့ခေါ်တဲ့စတင်ခြင်းကိုသာထိတွေ့လိုက် finish ဆိုတဲ့ပြီးဆုံးအောင်မြင်မှုကအလိုလိုအရေးတမျှကတ်လိုက်လာပါလိမ့်မယ်ဆိုတဲ့အတိုင်းပဲပေါ့နော်လှုပ်ပါလှုပ်ချင်တဲ့အရာတွေကိုလက်တွေ့စတင်လှုပ်ဖြစ်အောင်လုပ်ပါဘယ်ကမို့ဘာကမို့ဘယ်လိုမျိုးမို့စသည်ကြောင့်အားငယ်တိမ်ငယ်ဆိုးရွံ့မှုတွေကို view ဆိုင်မနေနဲ့ပါနော်လက်တွေ့လှုပ်ပြအောင်သာလုပ်ပါတစ်ခုမို့တစ်ခုတော့ဖြစ်ကိုဖြစ်ပါတယ်တေချာတာတစ်ခုကဗဇက်နဲ့အာချောင်ပြောနေုံနဲ့ဘာဖြစ်မှညာဖြစ်မှချဲပေါက်မှထီပေါက်မှအမွေရမှပိုက်ဆံကောက်ရမှလုံးမယ်ဆိုပြီးစိတ်ကူးရင်နေုံနဲ့တွေးနေုံနဲ့တော့ဘာတစ်ခုမှလက်စွပ်လက်ကိုင်းဖြစ်လာဖို့မလွယ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့လုပ်ပါလက်တွေ့စတင်လုပ်ဖြစ်အောင်လုပ်ပါလို့ပဲကျွန်တော်ကပြောချင်တယ်တခုတော့ရှိတာပေါ့နော်ကိုကြိုက်တာကိုလုပ်တဲ့အလုပ်ကသူများအတွက်အရှုပ်တော့မဖြစ်စေနဲ့ဆိုလိုပါဟုတ်ကဲ့ခင်ဗျာအခုလိုမျိုးပေါ့နော်မေးသမျှကိုမငင်းမညူပြည့်စုံစုံနဲ့ဖြေကြားပေးတဲ့အကူမုံဝင်းလက်ကိုနော်ကျွန်တော်တို့ရဲ့ music tester မိသားစုမှာအထူးပင်ကျေးဇူးတင်ရှိပါတယ်နော်ဒီတည်းမကလည်းအကူချစ်တဲ့အမှုပညာနဲ့ပေါ့နော်ခံယူချက်အတိုင်းလောကကြီးကိုအကျိုးပြုနိုင်ပါသေးလို့လည်းကျွန်တော်တို့ music tester မိသားစုကလည်းဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါပြန်လည်ပြီးထပ်တူပြေပါပါစေဟုတ်ကဲ့မင်္ဂလာပါချစ်ပရိသတ်ကြီးတို့ရေကျွန်တော်တို့ music tester program အစီအစဉ်လေးမှာပေါ့နော်ဒီကနေ့တေးဆိုအနုပညာရှင်ဖြစ်သောကိုမုံဝင်းလက်အားရမုံဝင်းလက်ရဲ့ပေါ့နော်ချင်းချင်းဖြတ်အာသာပြည်နေ့ရဲ့များအကြောင်းတေး CD album လေးကိုပေါ့နော်တေးဆုံမင်းမြန်ပြီးပရိသတ်များနဲ့မိတ်ဆက်ရင်ကျွန်တော်တို့ရဲ့ဒီအစီအစဉ်လေးပါပေါ့နော်ဒီမှာလည်းရန်နောက်ကိုပြုပေးရသေးလို့ခွင့်ပန်ရင်နောက်ပတ် music tester program အစီအစဉ်လေးမှာပေါ့နော်ဘယ်တေးဆိုအနုပညာရှင်များနဲ့ပေါ့တေးဆုံမင်းမြန်ဖြစ်မလဲစောင့်မျှော်ရင်ခုံပေးကြပါအောင်လို့အတိပေးရင်ဒီအစီအစဉ်လေးကိုပေါ့နော်ဒီမှာလည်းရန်နောက်ပြရသေးခင်ဗျာ